အားလုံးမင်္ဂလာပါလောင်ကြီးမိတ်ဆန်လေးကြိုဆိုလိုက်ပါတယ်လောင်ကိုဒီနေ့မှာတော့ခုနေ့ကဗီဒီယိုမှာတင်ထားတဲ့ Q&A လေးကိုလာပြီးလုပ်ကြတာဖြစ်ပါတယ်လောင်ဝင်းရဲ့အရင်ဦးဆုံးရိုက်ခဲ့တဲ့ဗီဒီယိုက comment တွေကိုပြပြီးတော့အရင်ဦးဆုံးလုပ်ပေးပါမယ်အဲ့ဒါကြောင့်မလို့လောင်ဝင်းရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတော့ like and subscribe လေးကိုနှိပ်ပေးကြပါရှင်အဲ့ဒါစားလိုက်ရကြရအောင်ပေါ့နော်ကဲအဲ့တော့ပထမဦးဆုံးလောင်ဝင်းရဲ့မမှတ်ထားတဲ့အမားဆိုတဲ့တယောက်ကရိန်းဘိုးတာဝါလေးကိုစောပြခိုင်းတာလို့စောရမှာပဲဖြစ်ပါရဲ့ရှင်အဲ့ဒီတော့လောင်ဝင်းအခု Rainbow Clean Tower ပေါ့နော်ဖန်တယောက်တောင်းဆိုလာတဲ့ဟာလေးလုပ်ပြပါမယ်တခြားတာဝါတွေကလေလောင်ဝင်းမတ်ဟာတွေကအများကြီးပဲရှင်ဘယ်လောက်လောက်များလဲဆိုရင်ဒီမှာကြည့်လိုက်အဲ့လောက်များရပေါ့နော်ဒီတော့နဲ့ပဲကဲအဲ့ဒီတော့အရှိအဆုတ်ပြရတဲ့အဲ့ဒီ Rainbow Healing Tower လောင်ဝင်းနဲ့လုံးဝဆင်ပြေအတွက်ကြောင့်မလို့ဒီရဲ့ Pink Tower လေးမှာလာပြီးတော့ Q&A လေးကိုလုပ်ပါမယ် Let's start it ကဲပထမဦးဆုံးမိကုန်းလေးရတော့ညီမကိုလာပြီးတော့အားပေးခိုင်းတာဖြစ်တဲ့အတွက်ညီမ subscribe လေးနှိပ်ပေးထားပါတယ်ရှင်ကဲဒုတိယမိကုန်းလေးတွေရတော့အဲ့ဒါလေးတွေပါညီမကိုအားပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်မိကုန်းလေးတစ်ခုကတော့ညီမကိုလည်း subscribe လုပ်ပေးပါဆိုလို့အဲ့ဒီခန္ဓာကို subscribe လေးလုပ်ပေးလိုက်ပါရှင်ကဲနောက်တစ်ခုမိကုန်းလေးကလုပ်ပေးထားတယ်တဲ့ grade ဘယ်လောက်လဲအသက်ဘယ်လောက်လဲဆိုတော့ညီမရဲ့ grade ကgrade 3ပါနောက်နေ့ grade 4ပါအသက်ကတော့17နှစ်ဖြစ်ပါတယ်ရှင်ကဲနောက်မိကုန်းလေးတစ်ခုကတော့ Leona subscribe လုပ်ခိုင်းတာလို့ subscribe လာလုပ်ပေးတာဖြစ်ပါတယ်ရှင်ဟုတ်ပါပြီကဲနောက်မိကုန်းကညီမကိုဗလက်ပေးချင်းစုခိုင်းတာညီမမရလို့လီဆာရဲ့တကယ်ထုတ်ရလိုက်ပါမယ်လာလီဆာမီလာလီဆာလာမီကိုမီလာလီဆာလာမီလာလီဆာလာမီဝယ်ရပါတယ်ညီမကိုနောက်မိကုန်းလေးက Roblox အကောင့်လေးတောင်းလာတော့ညီမရဲ့ Roblox အကောင့်လေးကတော့လာဖို့2 3 0 7ရှိကဲနောက်မိကုန်းလေးတွေကတော့ပါတီဘယ်တော့လုံးမှာလဲပါတီပြီးသွားပြီလားလို့မေးကြတယ်ညီမလေးတွေပါလေးတွေအတွက်ပေါ့နော်ပါတီကမပြီးသေးပါဘူးမလုပ်ရသေးပါဘူးအရင်တစ်ခေါက်ကလုံးဖို့ဆိုပြီးတော့မအားလိုက်လို့မလုံးပြလိုက်တဲ့အတွက်ကြောင့်မို့လို့နောက်တစ်ခါလုံးမဲ့ချိန်ကြမှာညီမနောက်မှာတက်အချိန်လေးနဲ့ရလေးတင်ပြပါမယ်ရှင်ကဲနောက်မိကုန်းလေးတစ်ခုတက်ပြပေးပါမယ်ရှင်Roblox ညီမရဲ့မျက်နှာပေါ့နော်ဘယ်ရရလဲလို့မေးတာလို့ပါမျက်နှာ Roblox ကဗီဒီယိုကတက်မရသေးလို့ညီမနောက်ဗီဒီယိုမှာပေါ့နော်တက်အဲ့ဒီ Roblox မျက်နှာရတဲ့ short ဗီဒီယိုလေးတစ်ပုဒ်တင်ပြပါမယ်ရှင်ကဲညီမရဲ့ Q&A လေးရတော့ဒီလောက်ပါပဲညီမပေါ့နော် Q&A ကိုမိကုန်းနေအဲ့လောက်ရှာပြီးတော့လှုပ်ထားပေးပါတယ်ဒါပေမဲ့ကြံခဲ့တဲ့မိကုန်းလေးအတွက်တော့တောင်းပန်ပါတယ်ရှင်ပြီးတော့ညီမကို blame ထားတဲ့လူတွေကတော့ကိုယ့်အကိုတည်တဲ့အတွက်ဒီ Q&A ထဲမှာမထည့်တာပါဘူးပြီးတော့ညီမကိုမိကုန်းလေးတွေထပ်မေးခြင်းနဲ့ဆိုရင်ဒီဗီဒီယိုရဲ့အောက်မှာထပ်ပြီးတော့မေးလို့ရပါတယ်ညီမ Q&A part 2လေးလုပ်ပေးပါမယ်ရှင်တဒါ